တို့သာထည့်ခြင်းတဲ့နေရာကိုတော့ထည့်မှာနော်သူတို့ယူမဲ့မိတ်ကလေးကြတော့တနေရာမှအထက်မခံရသေးတာမျိုးလိုချင်တာအဲ့တော့မြန်မာမိတ်ကလေးတွေရောဘာလို့နိုင်ငံခြားသားတွေငန်းတက်လို့ချင်နေရလဲငန်းတက်လို့ချင်တာမဟုတ်ပါဘူးကျမတို့မိတ်ကလေးတွေကအားကိုးခြင်းနဲ့မိခိုးခြင်းနဲ့နော်အားကိုးလို့ရတယ်မိခိုးလို့ရတယ်ယုံကြည်လို့ရတယ်ကိုစိတ်လုံခြုံမှုပေးတယ်ဆိုရင်ကျမတို့မိတ်ကလေးတွေကကြိုက်တယ်ခေကျမမျိုးကိုပြန်ပြီးတော့ကျမဘာလို့ယူရင်ကောင်းမလဲတောင်းမှမရှိဘူးဘာလို့လဲနော်အရွယ်မတိုင်ခင်အရက်တောက်ဖဲရိုက်ကွန်းစားနော်အပျော်တွဲဒါတွေနဲ့ပဲပြီးနေတာသူတို့မှနင်းရဲ့ဘဝရည်မှန်းချက်ကဘာလဲနင်းဘာလို့ချင်တာလဲနင်းဘာမှမရှိဘူးဆိုတော့ဒီလိုဘာမှမရှိလို့ကျမတို့ကဘာကိစ္စမျောနေနေရဘာလို့ဖို့လဲအရက်ဖို့ရှာပေးမလို့လားအဲ့လိုတော့မဟုတ်ပါဘူးကောင်းတဲ့လူလည်းရှိပါတယ်ဒါပေမဲ့ကောင်းတဲ့လူဆိုတာမိတ်ကလေးနဲ့ရှာတွေ့နေတာမဟုတ်ဘူးကျမပြောရနာလေလားဆိုလို့ရှိရင် Telegram ကိစ္စတွေပေါ်လာပြီနော် Telegram ကိစ္စတွေပေါ်လာပြီချင်းနေကြတွေအကုန်လုံးကသူတို့မှဆက်စုခြင်းတဲ့စိတ်တွေရှိကြတယ်လှုပ်ချင်တဲ့စိတ်တွေရှိတယ်မလှုပ်ဘူးတာတွေကိုလှုပ်ချင်တယ်မကင်ဘူးတာတွေကိုကင်ချင်တယ်နော်မထိတွေ့ဘူးတာတွေကိုထိတွေ့ခြင်းတဲ့အချိန်မှာဒါတွေကိုအသုံးချပြီးတော့နော်ယောက်ျားလေးတွေဘက်ကဗီဒီယိုရိုက်တယ်ရောင်းစားတယ်နော်ငွေညစ်တယ်ချင်းချောက်တယ်စဉ်းစားကြည့်ပါစဉ်းစားကြည့်ကြပါဆိုတော့ညီမအမျိုးသမီးတွေကဒါနော်သူတို့ရဲ့ဖူးစာအတိုင်းတခြားနိုင်ငံသားနဲ့ပဲရမြန်မာနိုင်ငံသားနဲ့ပဲရဒါကဝေးဖန်စရာကိစ္စမဟုတ်ပါဘူးအမျိုးအကုန်ကိုထိမ့်သိမ်းရမယ်ကိုသွေးကိုရောလို့မရဘူးဆိုရင်ကိုသွေးကိုထိမ့်သိမ်းခြင်းလောက်အောင်နေလေကိုမြန်မာအမျိုးသမီးတွေတခြားနိုင်ငံသားကိုမယူခြင်းအောင်နေလေနိုင်ငံသားတွေရှင်းတယ်မယူနိုင်ဘူးနော်သူတို့ one night stand လို့ကျင်တာဆိုသူတို့ one night stand လို့ကျင်ကြောင်းပြောတယ်သူတို့အပျော်ပဲတွဲကျင်တာဆိုအပျော်ပဲတွဲကျင်တယ်လို့ရှင်းလင်းပြောတယ်သူတို့ယူကျင်တာပါဆိုယူကျင်တယ်လို့ရှင်းလင်းပြောတယ်ဆိုတော့မိတ်ကလေးဘက်ကလည်းဒါဒီယောက်ျားငါ့စီကဘာလို့ကျင်လဲဆိုတော့သိတယ်ဆိုတော့မြန်မာယောက်ျားလေးတွေကြတော့တယောက်နဲ့တယောက်တွေ့တာနှစ်ဆက်ကမှရှိသေး I love you ကစလာပဲငါတို့ချစ်တယ်ကစလာပြီနော်ဘယ်လိုပြောမလဲ manipulation ပေါ့နော်စလာပြီငါတို့ချစ်တယ်ကနေစပြီးဟိုဟာယူဒီဟာယူအချိန်တန်ယူတော့အချိန်တန်ယူလာရတယ်ယူလဲရတယ်ခေဒါပေမဲ့ဘာဖြစ်တာလဲမြန်မာနိုင်ငံမှာစင်ကမာသားတွေဘိုက်တလုံးနဲ့ထားခဲ့တဲ့သူတွေယောက်ျားလေးတယောက်နဲ့အိပ်ပြီးသွားတဲ့မိန်းကလေးတွေလူမလို့ချင်ကြအောင်ယောက်ျားလေးတွေကလေဘာလဲဆိုတော့ကျတော့သူတို့သာထည့်ခြင်းတဲ့နေရာကိုတော့ထည့်မှာနော်သူတို့ယူမဲ့မိန်းကလေးကြတော့တနေရာမှအထက်မခံရသေးတာမျိုးကိုလိုချင်တာတခြားနိုင်ငံမှာကသူတို့လည်းထည့်ခြင်းထည့်တယ်သူတို့ရလာတဲ့မိန်းကလေးကသူများထည့်ခံထားရလဲသူစိတ်ဝင်စားအောင်နော်ကျွန်မပြောနားလည်လားမသိဘူးလူတယောက်ရဲ့တန်ဖိုးကိုဒီ sex ကိစ္စပုံမူတည်ပြီးတော့နော်မဝေပါဘူးမဆုံးဖြတ်ဘူးကဲဆိုတော့အခုညီမပြောတဲ့အခုဗီဒီယိုကနားလည်မှုမလွဲစေချင်ဘူးညီမမိတ်ကလေးတွေကိုဒါညီမယောက်ျားလေးတွေမကောင်းဘူးနိုင်ငံခြားယောက်ျားလေးကိုရှားပါလို့ပြောချင်တာမဟုတ်ဘူးယောက်ျားလေးတွေအနေနဲ့လည်းနော်ဒါမိတ်ကလေးတွေကိုတန်ဖိုးထားပေးပါမိတ်ကလေးအနေနဲ့လည်းကိုတန်ဖိုးထားပါနော်အခု social media ပေါ်မှာဒါနော်ဘယ်လိုပြောမလဲနိုင်ငံခြားထွက်တဲ့လူတွေများလာတဲ့အတွက်ကြောင့်နိုင်ငံခြားသားတွေနဲ့တွဲတဲ့ post တွေများလာတဲ့အတွက်ကြောင့်နော်အိမ်မှာနေပြီးတော့ငါတို့နိုင်ငံခြားသားရှာမယ်ဆိုမျိုးမလုပ်ပါနဲ့ဖူးစာရှိရင်သူဖြစ်လာပါလိမ့်မယ်ဟိုကနေသွားပြီးတော့မရဘူးနိုင်ငံခြားသားမှယူမယ်ဆိုမျိုးတော့မလုပ်ပါနဲ့အထင်မမှားကြပါနဲ့ကိုယ်နိုင်ငံကအမျိုးသမီးတယောက်ကိုတခြားနိုင်ငံယောက်ျားလေးကတင်းတောင်းတင်းတယ်လာတောင်းပြီးတော့တင်းတောင်းတင်းတယ်မင်္ဂလာဆောင်နေဆိုရင်ဂုဏ်ယူပေးကြပါဒီမိတ်ကလေးတော့ဝမ်းသာပေးကြပါတဲ့လူတွေမှာလည်းကျန်တဲ့ opinion ရှိတယ်လို့မျိုးမြန်မာနိုင်ငံကကောင်းတဲ့ယောက်ျားလေးကိုလည်းကျွန်မစောကားပြောတာလည်းမဟုတ်ပါဘူးကောင်းတဲ့ယောက်ျားလေးမရှိဘူးလို့ပြောမှာမဟုတ်ဘူးရှိပါတယ်ဒါပေမဲ့ရှာတွေ့ဖို့ခက်တယ်လို့ပဲပြောချင်တာပါရထားတဲ့မိတ်ကလေးတွေကလည်းနိုင်ငံခြားသားကိုရေးစားထားတာဘလို့ရှိပါတယ်ဆိုပြီး review တွေမပေးကြပါနဲ့မြန်မာမိတ်ကလေးတွေကျတော့သူတို့တန်ဖိုးထားမဲ့သူတို့ကိုဒါပေါ့နော်ဆွဲတင်ပေးမဲ့သူရှိတဲ့အခါကျတော့ဒါသူတို့ယူသွားကြတာပဲလေဘာကိစ္စကိုကအောက်ကနေပြီးတော့အမျိုးကုန်ကိုထိမ့်သိမ့်ပါဆိုပြီးဆွဲချမှာတော့ဒီမိတ်ကလေးရဲ့ရွေးချယ်မှုကိုကလေးစားပေးရမှာနော်မလေးစားနိုင်မှုဆိုရင်တော့အာဝီမချောင်းမှာ